ဒါတီရဲ့ပရလောကဇလံများကိုကြိုင်နေတတ်ကြတဲ့ပရိသတ်များအတွက်ဆရာဒါတီရေးသားထားတဲ့ဆုံးရကြီးဆိုတဲ့ဇလံကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူရှိုင်းမဲဖြစ်ပါရခင်ဗျာဆရာတော်အကြောင်းကအကြောင်းသားလေးတောကျော်ကလည်းလာခေါ်တာပြုခွေးတာလေးကိုဆရာတော်ကခေါ်ခိုင်းလို့ဗျဟေးဟုတ်လားကွာတောကျော်ရအေးငါလာခဲ့မယ်မင်းပြန်နှစ်တော့ဟာမဟုတ်ဘူးဗျကိုကြီးတာဒီဝိဒါဒီကိုတဝါလေးခေါ်ခဲ့ရမယ်လို့ဆရာတော်ကလည်းမှားလိုက်တာဟာဒီလိုလားကွာဒါဆိုရင်လည်းအခုပဲသွားကြတာပေါ့တောကျော်ရဟုတ်တယ်ဗျကျော်ရဲ့ဆရာတော်အကြောင်းကိုကျုပ်ကလည်းတီးပြီးသားဗျဆရာတော်ကလည်းတော်တော်ကြာတော့နောက်တော့မှဆိုတာတွေကိုနည်းနည်းမှကြိုက်တာမဟုတ်ဘူးဗျတောကျော်ပြောတာဟုတ်တယ်အသားမဲမဲအရက်ပူပူမျက်နှာပြူပြူနဲ့တောကျော်ဆိုတဲ့ကောင်ကလည်းလမ်းလျှောက်ရင်တော့လွတ်သွားတာဗျကျော်ရဲ့ရှိကနေသွားနေလိုက်တာလက်ကနေကိုဖြစ်နေပါရောဗျကျုပ်ကလည်းဒီကောင်ကိုအမိအောင်လို့မနေကိုလိုက်နေရတာဗျဆရာတော်အကြောင်းကိုရောက်တော့ရှေးဟောင်းလက်ရပုလုံးတိုင်ကြီးတွေနဲ့ကနုတ်ပန်းတွေဖော်ထားတဲ့ကျွန်းလေကားကြီးကနေကျောင်းကြီးပေါ်တက်ကိုတက်ခဲ့တယ်ဗျဟာကျုပ်မျက်လုံးကိုတော့မှကျုပ်မယုံနိုင်အောင်လို့ဖြစ်သွားမိရဲ့ဗျဟာဆရာကျုပ်ဘယ်လိုမှကိုမမျောလင်းထားတဲ့လူတယောက်ကိုတွေးလိုက်ရတာဗျကျုပ်ရဲ့ဆရာနွမ်းဖလေဗျဆရာဆိုင်နွမ်းဖဖို့ဆရာနေကျုံနေရလေအဆက်တွေပြတ်နေတာတော်တော်လေးကိုကြာနေပြီဗျဆရာနွမ်းဖကလည်းနေကိုပုံစံအတိုင်းပဲဗျတင်းငယ်အေးစေးတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုကြည့်ပြီးတော့ပြုံးပြတယ်ဆရာနွမ်းဖရဲ့အပြုံးကိုကျုပ်ကလည်းဘယ်တော့မှမမေ့ခဲ့ဘူးဗျတာတီမင်းတော်အံ့ဩသွားသလားဆရာတော်ကလည်းပြုံးကြီးလှုပ်ပြီးတော့မေးတာဗျမှန်ပါဗျတပည့်တော်တော်ကိုအံ့ဩသွားတာပါဗျအေးကွယ်တကာကြီးနွမ်းဖကျောင်းပေါ်ကိုတက်လာတော့ဘုန်းကြီးကလည်းတော်အံ့ဩသွားတာရုပ်တရက်ဘာပြောရမှန်းကိုမသိတာကွာဆရာနွမ်းဖကလည်းဆရာတော်ကျမ်းမာရဲ့လားဖရားလို့နှုတ်ဆက်လိုက်တော့မှဟာတကာကြီးဆိုပြီးတော့ပြန်ပြီးနှုတ်ဆက်ရတာဟိဆရာဆိုင်တဲ့ဖားကလည်းသူတောက်နေတဲ့စေးတန်းလေးကိုစေးလေးခွက်လေးကိုထည့်လိုက်တယ်ဗျဟုတ်တယ်မောင်တာဒီဟေးကျုပ်လည်းဆိုင်မစင်မုံမစင်လာခဲ့ရတာဟိကျော်ရဲ့ဆရာပထမန်ပွားကြီးကလည်းကျုပ်ကိုကိစ္စတစ်ခုခိုင်းတာနေမောင်တာဒီကိုခေါ်ဖို့လာခဲ့တာကွယ်နှုတ်မောင်တာဒီအလုပ်တွေပါတွေများနေသလားကွယ်ဟာဒီချင်းကအညာသားတွေအားတဲ့အချိန်မောတခါကြီးရဆရာတော်ကလည်းဝင်ပြီးတော့ပြောတာဗျကျုပ်ကလည်းဆရာဆိုင်တဲ့ဖားကိုကျုပ်ကိုအားနာတယ်လို့ကြည့်ပြီးတော့မေးတာဗျကျုပ်အားနေပါတယ်ဗျဘဲဒီနန်းတွေလည်းအားလုံးသိသိပေးပါပြီဆရာရဲ့အေးဒါဆိုရင်တော့ကျုံနဲ့လိုက်ခဲ့ပြီးတော့မောင်တာတီရေစိတ်ကြစရာကျုံလိုက်ခဲ့မှာပါဒါနဲ့ဆရာဘယ်ကိုသွားမှာတော့ကျုံသွားမှာကတော့အင်မတန်မှထူးဆန်းတဲ့ရွာကြီးတွေကိုသွားမှာကွယ်ဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီရွာကြီးမှာနေတဲ့လူတွေဟာကလေးရစပြီးတော့စုံပညာတက်ကြတဲ့ကွယ်ရွာလုံးကလည်းစုံတွေကြီးပဲမောင်တာတီရေအိုးဒါဆိုရင်တော့အခုတကနံပါတ်သွားမယ့်ရွာကစုံရွာကြီးပေါ့ဆရာတော်ကလည်းအံ့ဩပြီးတော့မေးတယ်ဗျမှန်ပါဗျာအဲ့ဒီတော့မှဘုန်းကြီးကျောင်းတို့ဖရားတို့လည်းဘာမှမရှိဘူးဗျလူသိရင်လည်းတရဏဂုံလုံးဝမတည်ဘူးဗျရဲ့ဆရာတော်ကလည်းကောင်းလေးတငင်းငယ်လှုပ်ပြီးတော့ပြောတယ်ဗျအော်တကားကြီးရဲ့ဒီအလုံးစုံနေပါဆိုတော့မှတော့ဘယ်မှာတရဏဂုံတင်မှာတော့နေပါဦးတကားကြီးရဲ့တကားကြီးကအဲ့ဒီရွာကိုဘာသွားလုပ်ရမှာတော့ဒီရွာလုံးမှာရှိနေတဲ့စုံတွေကိုတော့တကားကြီးတယောက်တည်းနေနေလို့ရလိမ့်မယ်လို့တော့ဘုန်းကြီးမထင်ဘူးကိုယ်ဒီရွာလုံးကစုံတွေကိုနှိမ်နှင်းမှုမဟုတ်ပါဘူးဖေ။ဒီရွာမှာရှိနေတဲ့စုံမတယောက်ရဲ့ခေါင်းပြက်ကြီးကိုတွားပြီးတော့ယူပေးဖို့ပါဗျာ။ဟောဗျာ။ဟေးဗျာ။ဆရာတော်လည်းအံ့ဩပြီးတော့ဟေးကနေអော်လိုက်တယ်ဗျာ။ကျုပ်ကလည်းလန့်ပြီးတော့ဗျာလို့អော်လိုက်မိတယ်။ဆရာတော်ဘာကလည်းကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့ဈေးလေးခွက်ထဲမှာထည့်ထားတဲ့သူ့ရဲ့ဈေးတံကိုယူပြီးဈေးပြောင်တွေကိုခောက်ချတယ်။ပြီးတော့ဘာဂျီနီယာဈေးမုံတစ်စုံထက်သိပ်ပြီးတော့မိခန့်ငုံပြီးသုံးလေးပေါ်ဖွာလိုက်တယ်ဗျာ။ဆရာနာဖကလည်းဟိုတုန်းကဆေးလေးတို့မတော့ဘူးဗျဒီတခါအတွင်းမှာဆေးတံဖွာနေတော့တာဒါလေးဆွဆွဲလန်းလန်းဟုတ်ပုံမပေါ်ပါဘူးဗျကျုံးစိတ်တွေတော့တခုခုကိုစူးစူးစိုက်တွေးတဲ့အခါမျိုးမှာဆေးတံလေးဖွာပြီးတော့တွေးနေတဲ့ပုံပဲဗျကျုံးတဲ့ဆရာတော်ကလည်းဆရာနာဖပြောသမျှကိုစောင့်နေကြတာပေါ့ဗျဒီလိုကွယ်မောင်တာဒီရဲ့ဒီရွာကြီးရဲ့နာမည်ကဖန်ကားကုန်းလို့ခေါ်တယ်ဖန်ကားပင်တွေရတဲ့ထူးထူးခြားခြားပေါက်တဲ့ရွာကြီးကွာရွာတွေကအိမ်တို့ဝိုင်းတို့မှလည်းဖန်ကားပင်တွေပေါက်တယ်ဘယ်ချိန်ဘယ်ခါစပြီးမှစုံတက်ကိုတက်လာကြတယ်ဆိုတာကတော့ကျုပ်လည်းမသိဘူးကွယ်ဒါပေမဲ့ကလေးတွေကစပြီးတော့စုံတက်ကြတာတော့အမှန်ပဲကွယ်သူတို့ရွာတွေကိုတခြားပညာတွေဝင်လာရင်လေရွာဦးကကဝေနက်ကြီးရဲ့နတ်ကွန်းမှာဝင်ပြီးတော့ခွင့်တောင်းရတယ်ဆိုပဲအဲဒီလိုမျိုးခွင့်တောင်းပြီးမှရွာတွေကိုဝင်လာရင်ဘာမှမလုပ်ကြဘူးတဲ့ကဝေနက်ကြီးစီမှာခွင့်မတောင်းမင်းနဲ့ဝင်လာတော့ကတော့ပညာပြိုင်ပြီးမှရွာကနေထွက်ရတယ်ဆိုပဲကွယ်အဲဒီလိုမျိုးပညာပြန်ရင်လဲသူတို့ကိုနိုင်တဲ့သူကခက်ရှားရှားမောင်းတာတည်းနို့
ရွာတော်တော်ကြီးသလားဆရာရအင်ဂျီ400လောက်ရှိတယ်ဆိုပဲအသက်မွေးဝမ်းကြောင်းပြူတာကတော့တောင်တူအလုပ်ချမ်းဆိုင်တဲ့အလုပ်တရိษံမွေးမြူတဲ့အလုပ်ပဲလုပ်ကြတာတချို့ကလည်းအယောင်းဝယ်ကုန်သေးပေါ့ကွယ်နေပေါင်းတကနန်းဖားရဲ့စုံမကောင်းပြက်ကြီးအကြောင်းကိုပြောစမ်းပါအောင်ဗျဆရာတော်ကလည်းစုံမကောင်းပြက်ကြီးကိုတော်တော်စိတ်ဝင်စားနေတဲ့ပုံပဲဗျဆရာတော်ဘာကလည်းလက်သေးကဈေးတန်ကိုပြာခန့်ခွက်တွေကိုထည့်ထားလိုက်တယ်ဒါဒီလိုဖေရရှုံးနေမှာတော့စုံမဲနဲ့စုံဖြူဆိုပြီးတော့2မျိုးရှိတာဗျအော်စုံမဲနဲ့စုံဖြူဟုတ်လားတကားကြီးဟုတ်တယ်ဗျစုံတော့စုံပါပဲဗျဒါပေမဲ့ပညာစကန်တက်ပုံချင်းတော့မတူဘူးဗျစုံဖြူတွေကလည်းလူကိုမပြူစားရဲဘူးဒုက္ခပေးဘူးပြီးတော့ဈေးဝါကုကြတယ်စုံမဲတွေကပြူစားထားတာကိုသူတို့ကပညာနဲ့ကုသပေးကြတယ်ဗျအော်ဒီလိုတော့လေဟုတ်သလားတကားကြီးရဲ့မှန်ပါဗျာဒါပေမဲ့သူတို့တက်ထားတဲ့ပညာကလည်းစုံပညာပါပဲဗျာပြောင်းပြပညာရလာတဲ့အခါမှာစက်တွေလွတ်နိုင်တယ်ကျိုးတွေဆင်းနိုင်တယ်တချို့စုံပြူတွေကကဝေလိုပဲကောင်းငင်ကျိုးတွေစက်တွေကိုတော့မှဆင်းနိုင်ပါလေဗျာအော်စုံမဲဆိုတာကရောတကားကြီးရဲ့စုံမဲတွေကတော့အရှင်ဘုရားတို့ကြားဘူးသိဘူးတဲ့အတိုင်းပဲပေါ့လူတွေကိုပြူစားကြဒုက္ခပေးကြယူအောင်သိအောင်စီးပွားပြအောင်လို့မိသားစုတွေကိုယ်အောင်အမျိုးမျိုးဒုက္ခပေးတတ်ကြပါလေဗျာကံတွေကျိုးပေါက်ကြတယ်ဗျာသူများလည်းသူများမရကိုလည်းမရှောင်မှုဗျာဈေးတွေဝါတွေအသုံးပြုပြီးရအောင်လူယူတတ်ကြတယ်ရုံးမဲတွေအသုံးပြုတဲ့ဈေးဝါဆိုတာတွေကလည်းတတော်ကိုယုံညံ့တဲ့အရာတွေနဲ့ဖော်ဆက်ထားကြတာဗျာနို့နေပေါင်းတကားကြီးရဲ့ရုံးမဲတွေနဲ့စုံပြူတွေတဲရောတဲကြရဲ့လားဟာဘယ်တဲလိမ့်မလို့ဆရာတော်ရဲ့ဘဝရည်မှန်းချက်ချင်းကတူမတူကြတာဗျာဟေးဟုတ်လားဒါဆိုစုံပြူတွေရဲ့ဘဝရည်ရွယ်ချက်ကဘာတော့ကွယ်စုံပြူတွေရဲ့ဘဝရည်ရွယ်ချက်ကလူတွေကိုဈေးဝါကူတာပြီးအသက်ရှည်အောင်အနာမိတ်အောင်လုပ်ပေးကြတာဗျာအဲ့ဒီလုပ်ရင်လည်းသူတို့ရဲ့စုံပညာကျင့်စဉ်တွေကိုအစစ်စစ်ကျင့်ကြံကြတယ်ကျင့်စဉ်တွေအားလုံးအောင်မြင်သွားရင်တော့သူတို့ကလည်းထွက်ရပေါက်တယ်လို့မျိုးအသက်တွေထောင်နေချပြီးနေနိုင်ကြတယ်ဗျာဟာဟုတ်လားတကားကြီးရဲ့ဟုတ်တယ်ဗျာစုံမဲတွေကတော့ပညာပြိုင်ကြတိုက်ခိုက်ကြတဲ့တေကုန်ကြတာများပါတယ်ဗျာကဝေစင်းကိုရောက်အောင်ကူးနိုင်ရင်တော့တယောက်တလေအသက်ရှင်ကျင်လိုက်ရှင်းနိုင်တာပေါ့ဗျာတကားကြီးပြောသလိုဆိုရင်တော့စုံမဲနဲ့စုံပြူဟာတွေ့တာနဲ့တိုက်ခိုက်ကြလိမ့်မယ်ထင်တယ်ဒီလိုတော့လည်းမဟုတ်ဘူးဗျာသူတို့မှလည်းသူတို့စီကန်းချက်တွေရှိတာပဲဗျာအဲ့ဒီစီကန်းတွေကိုစောင့်ကြရတယ်ဘိုးစီကန်းကိုအချိန်ချင်းလာပြီးတော့ကျူးလွန်နေတယ်ဆိုရင်တော့စုံပြူရပဲဖြစ်ဖြစ်စုံမဲရပဲဖြစ်ဖြစ်ပညာနဲ့လှုပ်လိုက်မှာပါပဲဗျာတခါလေးအသေးမလုပ်ရင်တော့မှမလောက်သားလောက်ရှိအောင်တော့လှုပ်လိုက်မှာပဲဗျာပညာလေးနဲ့သူကတော့ခံရမှာပေါ့ဗျာဒါကြောင့်မလို့စုံတွေပညာကိုမြင်တဲ့မြင်အောင်လို့အမြဲတမ်းအားထုတ်နေကြတာပေါ့ဗျာအစစ်တွေအမြဲတက်နေကြတာဗျာအော်ဒီဒီကားတွေတကယ်မတွေနဲ့ဒုက္ခကြီးလိုက်တာနော်သူတို့မလို့အပေလားမှမကြောက်တယ်တကားကြီးနွမ်းဖရဲ့အခုတို့တရားကြီးကလည်းလုံလုံဖုံးလွှမ်းသွားပြီဆိုရင်တော့လူတွေရတိလိษံတွေမချတော့ဘူးဖေ။ငရဲကြမှလည်းမကြောက်အပေလားမှလည်းမကြောက်ကြတော့ပါဘူးဖေ။ဆရာခုနကပြောတဲ့စုံမခေါင်းပြက်ကြီးဟာစုံပြူမကြီးရဲ့ခေါင်းလားစုံမဲမကြီးရဲ့ခေါင်းလားဆရာကြီးကျုပ်ကလည်းသိကျင်တာကိုဝင်ပြီးတော့မေးမိရောပြူစုံပြူမကြီးရဲ့ခေါင်းပြက်ကြီးကွယ်မောင်တာတည်းရဲ့ဟောဘလို့ဖြစ်ရတာတော့ဗျာဆရာတော်ကလည်းစိတ်မကောင်းတဲ့အတန်နဲ့မေးရောပြူဒီလိုဆရာတော်ရဲ့တရက်မှာဖန်ကားကုန်းကစုံမလေးတယောက်တပည့်တော်ရဲ့ဆရာပထမပွားကြီးစီကိုရောက်လာပြီးတော့ပညာတွေစွန့်ကြတယ်ဗျာဟာဟုတ်လားတကားကြီးအဲ့ဒါစုံမဲတွေလားစုံပြူတွေလားကွယ်စုံပြူတွေဗျာသူတို့ကလည်းဖန်ကားကုန်းကနေအသက်လူပြီးတော့ပြေးလာခဲ့ရတာလေဗျာသူတို့ပြောပြလို့တပည့်တော်တို့ဒီအကြောင်းတွေကိုသိရတာပါဗျာဟင်ဘလို့များတော့တကားနံဖိုင်ဖန်ကားကုန်းကစုံပြူမကြီးရဲ့နာမည်ကမဲဆန်စုံမဲရီရဲ့ထဲမှာတော့အမြင့်ဆုံးပညာသည်စုံမကြီးကမဲပြော့တယ်ဗျာမဲပြော့ရောမဲဆန်ရောအသက်50ကျော်အရွယ်ရီတဲ့ဒါပေမဲ့တယောက်ယောက်နဲ့ဘာပြဿနာမှမရှိအောင်လို့နေကြတယ်ဆိုပဲဖန်ကားကုန်းမှာကအားလုံးစုံမဲရီကြီးဆိုတော့အားလုံးကလည်းမဲပြော့လူတွေကြီးပဲပေါ့ဗျာမဲဆန်ရဲ့တပိတ်ဆိုလို့ဆရာဖွားကြီးစီကိုထွက်ပြေးလာတဲ့မဲအိုမဲပြူမဲပူမဲဆူဆိုတဲ့ပညာသည်မ၄ယောက်ရဲ့အသက်20လောက်ရှိတဲ့မမေဆန်ရဲ့သမီးမမင်းယူဆိုတာလေရှိရဗျဆိုတော့တရားကြတော့လေမမေပြောရဲ့သမီးမဲသိန်းဟာလေသူတို့ရွာကိုပဲပဲတွေနတ်နေလာဝဲတဲ့ပခုတ်ကူကကုံသေးတယောက်ကိုသဘောကျပြီးတော့သူ့ရဲ့အမေကိုစီးခတ်ပေးဖို့ပူကြတယ်ဆိုပဲသမီးလိုကြဈေးဝါးတွေစီစဉ်ပေးပြီးတော့စီးခတ်လိုက်တော့မျိုးကလာတဲ့ကုံသေးရလေမဲသိန်းကိုတန်းတန်းဆွဲဖြစ်ရောတယ်ဖေဟာပခုတ်ကူပြန်ရောက်တယ်ဆိုရင်မဲငေါ့ကိုမဲသိန်းစီကိုပို့ပေးပါကြီးအော်နေတော့တာလေဖေဟာဒီကုံသေးမှာကလည်းသားမယားရှိတာဆိုတော့မိဘညီကိုမောင်နှမတွေကလည်းဒီလူကိုအခန်းထဲပိတ်လောင်ထားပြီးအချိန်တွေကိုစုံစမ်းကြရတော့တာပေါ့ဗျာနောက်ဆုံးတော့လေဖန်ကားကုန်းကဆေးမိလာတယ်ဆိုတော့တီးသွားတာပေါ့ဗျာဒါနဲ့ပဲဖန်ကားကုန်းကမမေဆန်ကိုပခုတ်ကူပေးပြီးတော့ကူခိုင်းကြရတော့တာပေါ့ဗျာ
မေပြောရဲ့ပညာကိုဖြတ်နိုင်တာကမမေဆန်ပဲရှိတာဆိုတာကိုသိနေကြတာကိုဗျာဒါနဲ့မမေဆန်ကုတာပေးလိုက်တော့ပခုတ်ကူကပဲကုံတဲ့ကလည်းကောင်းသွားတော့တာပေါ့ဗျာအိမ်မာရင်ကုံတဲ့မိသားစုကလည်းမမေဆန်ကိုကျေးဇူးတင်လို့ဆိုပြီးတော့မမေဆန်ကိုရွှေတစင်သားမမေဆန်ရဲ့သမီးလေးမမင်းယူအတွက်ရွှေတစင်စားနဲ့သုံးဖို့ရွှေဖို့ပတ်စံတွေလည်းတော်တော်များများကြော့တွေဆိုပဲဒီတရင်ကိုမေပြောလို့သားမိကလည်းကြားတော့ဆွေးဆွေးခေါ်လို့ဒေါသပုံထားတော့တာပေါ့ဗျာဟဲ့မေဆန်ညီရငါးလုံးထဲကိုဝင်ရှုပ်တယ်ညီရစပြီးတော့စီးဖောက်တာလေညီနဲ့ကျုံနဲ့ပညာပြိုင်ကြမယ်တယောက်နဲ့တယောက်အသေးတက်ကြီးအဲဒီလိုမျိုးပြောပြီးတော့မေပြောကလည်းစိန်ခေါ်တာလေဗျာမဟုတ်သေးဘူးမေပြောညီမနေပြီဟိုတငယ်ကလည်းသူ့မှာသားမရတွေနဲ့အတိုက်မြုံကြီးဟဲ့ဒါတော့ညို့တော့နင်တို့ရှောင်နေတာပေါ့ကဲတဲ့လို့ငါကဲတာပါအဲဒီလိုမျိုးမမေဆန်ကပြန်ပြောပြပေမဲ့မမေပြောလို့သားမိကလည်းဘလို့မှနားမဝင်ပဲပညာပြိုင်မှုကြီးပြောနေရတယ်ဒါနေပဲနောက်ဆုံးတော့ပညာပြိုင်ရတော့တာလေဗျာရွာတွေကမြေကွက်လက်ကြီးမှာမမေဆန်ကလည်းတစ်ဖက်မမေပြောကလည်းတစ်ဖက်နေပြီးတော့ပညာပြိုင်ကြတဲ့မမေဆန်ဘက်မှာတော့သူ့ရဲ့တပည့်မ၄ယောက်နဲ့သူ့ရဲ့သမီးမမင်းယူပဲရှိတယ်မမေပြောရဲ့ဘက်မှာတရွာလုံးရှိတာဆိုပဲဗျာမေပြောကလည်းဆက်တွေစပြီးတော့လှုပ်ရောတဲ့မေပြောရဲ့မျက်စိတွေနဲ့ပါးစပ်တွေနှာခေါင်းပေါက်တွေနားပေါက်တွေကနေပြီးတော့အနီရောင်အစိမ်းရောင်အပြာရောင်ဆက်တွေကလည်းထွက်လာတာလေဗျာဟာတခါလေးအသေးသက်မဲ့သဘောပဲတခါကြီးရဲ့မှန်ပါဗျာသူများတွေပညာပြိုင်ကြတယ်လို့မျိုးတစင်မီတစင်တက်ကြတာမဟုတ်ဘူးလေဗျာတခါလေးရှိသမျှအစွမ်းတွေကိုတပြိုင်နက်တည်းထုတ်တုံးပြီးတော့တစ်ချက်တည်းနဲ့အသေးသက်ဖို့မေပြောကလည်းလှုပ်တာဗျာမမေဆန်ကလည်းသူရဲ့ပညာကိုအစဉ်အတိုင်းတက်လို့မရတော့ဘဲနဲ့ဆက်တွေကိုထုတ်ရတော့တာလေဗျာဒါပေမဲ့မမေဆန်ထုတ်တဲ့ဆက်ကလည်းအဖြူရောင်တက်လက်လက်တောက်နေတဲ့ဆက်တစ်မျိုးလေးထုတ်ရမမေဆန်ရဲ့လက်ဘွားနှစ်ဘက်ကပခုံးနှစ်ဘက်နှစ်ဖူးလေတဲတဲကနေပြီးတော့အဖြူရောင်ဆက်တွေထွက်လာပြီးမေပြောရဲ့ရောင်စုံဆက်တွေကိုကာထားတာလေဗျာမေပြောရဲ့ဆက်တွေကလည်းအရှိကိုနည်းနည်းမှတိုးလို့မရတော့ဘူးလေဗျာမေပြောကလည်းသူရဲ့ဆက်တွေကိုထိန်းထားရင်းနဲ့ချွေးတီချွေးပေါက်တွေကိုကြားလာရော်လေဗျာမမေဆန်ကတော့အေးအေးဆေးဆေးပဲတဲ့တပြေးပြေးနဲ့မေပြောကြီးကလည်းအသားတွေတစ်ဆက်ဆက်တုံးလောင်းအောင်လို့တောင်းခံနေရတော့တာလေဗျာဒီမှာနေမေပြောရဲ့သမီးမေသိန်းကလည်းရွာတွေကထမိန်ကျော်အဆင့်ရှိတဲ့ယောက်ျားပညာသည်၃ယောက်ကိုအသိဝင်လူခိုင်းရောတယ်ဗျာဟိုလူတွေကလည်းပထမတော့ညင်းကြသေးတာဟဲ့မေသိန်းရဲ့နေစည်းကမဖောက်နဲ့ဒါတယောက်ချင်းပညာပြိုင်နေရလေအဲ့လိုမျိုးပြောကြပေမဲ့ဒီလူ၃ယောက်ကလည်းမေပြောရဲ့အမျိုးတွေဆိုတော့ရှင်တို့ကကိုယ်ဆွေမျိုးကိုကိုယ်သွေးသားကိုတော့မှတန်ရုံးစီမရှိကြဘူးရှင်တို့အလကားလူတွေပဲရှင်တို့မှထားကျုံမိနိုင်ရင်တော့စုံဖြူမကြီးကိုအသေးသက်ရှင်တတ်မှာစုံဖြူမကြီးနိုင်ရင်တော့ကျုံမိကိုတတ်မှာမဟုတ်ဘူးဒီပွဲပြီးသွားရင်တော့ရှင်တို့အသက်ကိုဖတ်နဲ့လုံအောင်လို့ထုတ်ထားကြပြီးတော့ကျုပ်ကိုယ်တိုင်ကလည်းအမေကိုပြောပြီးတော့ရှင်တို့ကိုတတ်ခိုင်းမယ်မေသိန်းကလည်းဒီလိုမျိုးချိန်ကြောင်တော့ထမိန်ကျုံ၃ယောက်ကလည်းကြောက်သွားတော့တာလေဖေထမိန်ကျုံဆိုတာကတော့နဲတဲ့အဆင်းမှမဟုတ်တာအဲ့၃ယောက်ကလည်းပြိုင်ပွဲကိုပြင်းဝင်လာပြီးတော့မေပြောဘက်ကနေကူထောက်တော့တာပဲလေဖေအိမ်မာတင်ရှုံးကနီးတော့မေပြောကလည်းအသာစီးပြန်ရလာတဲ့အခါမှာပဲမေဆန်ကလည်းစီးပုတ်တဲ့ထမိန်ကျုံ၃ကောင်ကိုရေညွှန်းတဲ့ကနေအဖြူရောင်ဆက်တန်းတစ်ခုထုတ်ပြီးတော့လွတ်လိုက်တာ၃ကောင်လုံးကလည်းဘိုင်းကနေလဲပြီးတော့မြေကြီးပေါ်မှာဇက်ငင်နဲ့ဖြစ်နေရောပြီဒီမှာနေမမေဆန်ရဲ့အာယုံကလည်းအနှိမ့်ငယ်လွင်ပါသွားတာပေါ့ဗျာဒါတော့ချက်ကောင်းကိုစောင့်နေတဲ့မေပြောကလည်းသူ့ရဲ့ဇက်ကိုရှိသမျှပညာအားတွေနဲ့ထိုးတွင်လိုက်တာများဇက်တွေတောင်မှပဝင်သွားပြီးမေဆန်ကလည်းမြေကြီးပေါ်ကိုပတ်လက်လန်းပြီးတော့လဲကျသွားတယ်ဗျာဒီမှာနေမေပြောကလည်းသူ့ရဲ့အနီရောင်ဆက်နဲ့မမေဆန်ရဲ့ခေါင်းကိုဖြတ်ခနဲဖြတ်ပြလိုက်ရောတယ်ဗျာမမေဆန်ကခေါင်းပြက်ထွက်လာတာနဲ့မေပြောကလည်းပြေးသွားပြီးတော့ခေါင်းပြက်ကြီးနဲ့စပင်ကနေကင်ပြီးတော့မြောက်လိုက်တဲ့ငါနိုင်ပြီဟဲ့ငါနိုင်ပြီမေဆန်ခေါင်းကိုငါရပြီဟဲ့အဲ့လိုမျိုးအသက်နဲ့ကြီးအော်တော့တာလေဖေမမေဆန်ရဲ့စက်နဲ့ထိသွားတဲ့ထမိန်ကျုံ၃ယောက်ကတော့၃ယောက်စလုံးပေးနေပြီတဲ့ဖေအိမ်မှာနေရွာတွေကစုံမတွေကလည်းအိမ်တွေကပြေးထွက်လာကြပြီးတော့အော်ကြဟိတ်ကြနဲ့အောင်ပွဲခန်းကြတော့တာပဲတဲ့ဗျာဒီချိန်ကိုအခွင့်ကောင်းယူပြီးတော့မေယိုတို့ညီမ၄ယောက်ကလည်းမမင်းယူလေးကိုဆွဲပြီးတော့ရွာတွေကနေပြီးတော့ထွက်ပြေးကြရတော့ရတယ်ဖေဒါတော့မှမေပြောရဲ့တပည့်စုံမတွေကသူတို့ကိုတက်ပြဖို့လိုက်ရှာကြလို့တော့အိမ်မှာ10ရက်လောက်ပုံနေခဲ့ကြရသေးတယ်တဲ့နောက်ဆုံးတော့သူတို့တွေပခုတ်ကူကိုရောက်လာကြတော့မေယိုတို့ညီမတွေကလည်းတော်တော်ကိုစိတ်ကုန်သွားကြပြီးသူတို့ရဲ့ပညာတွေကိုဆရာပွားကြီးစီမှာလှူဖို့တိုင်ပင်ကြတဲ့အိမ်မှာမမေဆန်ရဲ့သမီးမမင်းယူလေကဒေါ်လေးတို့လူချင်းလှူလိုက်ကြပါကျမကတော့မလှူနိုင်ဘူးမလှူနိုင်ရုံနဲ့မကောက်ဘူးမေပြောကိုတိုင်ပဲပညာစခန်းကိုရောက်လို့ဆက်တက်ပြီးကျမအမေတို့ဆက်လက်ပြီးတော့ကလက်စားချေပြီးပါပဲကျမအေးအေးဆေးဆေးနေနိုင်ပြီကဲဒီနေရာမှာပဲဒေါ်လေးတို့၄ယောက်နဲ့ကျမလမ်းခွေလိုက်ကြရအောင်အဲ့လိုမျိုးပြောပြီးတော့မမေယူကလည်းရောနေဘက်ကိုတက်သွားရောတယ်ဖေ
ဆရာတော်ရောချုပ်ကဆရာနန်ဖပြောပြတဲ့မမေဇန်ရဲ့အကြောင်းကိုစိတ်ဝင်တစားနဲ့နားထောင်နေကြတာဗျဆရာနန်ဖစကားဆုံးလို့ဈေးတန်လေးကိုပြန်ကောက်ပြီးတော့ဖွာတော့မှပဲဆရာတော်ကမေးရဗျနေအောင်တကာနန်ဖရဲ့အဲ့ဒီဖြစ်ပျက်ကဘယ်လောက်ကြာပြီတော့အနည်း30ရှိပြီဗျဒါဆိုရင်မမေဇန်ရဲ့ခေါင်းပြက်ကြီးကရှိအောင်မလားရှိတယ်ဗျမမေဇန်ကလူသက်သေးသွားပြီပဲပညာတက်ကမသေးသေးဘူးဗျအဲ့ခေါင်းပြက်ကအခုထိအသက်ရှင်နေသေးတယ်ပုတ်ချင်းတိုးချင်းလုံးဝမရှိဘူးဗျမျက်တောင်မှာပုံမှန်ခက်နေတော့မယ်လေဗျတခါလေပါဇက်ဟပြီးတော့အဆက်တွေကိုထုတ်နိုင်တယ်ဟာထူးဆန်းလိုက်တာတခါကြီးရဲ့ဒီပညာတွေကလည်းတော်တော်ကိုအံ့ဩဖို့ကောင်းတာပါလားဗျာဟုတ်တယ်ဗျာမေပြောကလည်းမေဇန်ရဲ့ခေါင်းပြက်ကြီးကိုသူ့ရဲ့အိမ်မှာတည်တည်ချာချာသိမ်းထားပြီးတော့မမေဇန်စီကပညာတွေကိုယူဖို့အမြဲကြိုးစားနေရတယ်ဗျာအခုဆိုရင်တော့ပညာတချို့တစ်ဝက်ကိုတော့မှရနေပြီဆိုပဲမမေဇန်ခင်ဗျာအနှစ်နဲ့အလုံးလုံးမေပြောဖန်စီခံစားရတာဗျာနောက်တစ်ခုကလည်းမေဇန်ရဲ့ပညာတွေကိုတော့မေပြောကြီးရလေအကုန်လုံးရသွားခဲ့ရင်ဒါကြောင့်မလို့မေပြောကိုနှိမ့်နှင်းပြီးတော့မမေဇန်ရဲ့ခေါင်းပြက်ကြီးကိုတပည့်တော်ရအောင်ယူရမယ်ဗျာပြီးရင်တော့မမေဇန်ရဲ့ပညာသက်ကိုနှုတ်ပြီးဘွားကူးနိုင်အောင်လို့လှုပ်ပေးရမှာပါဗျာသာဓုဗျာသာဓုတကယ်မကြီးမမေဇန်ခမတနာစရာပါဗျာအနည်း20လုံးလုံးဘွားမကူးနိုင်အောင်လို့ဖြစ်ပြီးတော့အနှိမ့်ဆက်လေးခံရတယ်လို့ပြည့်နေတဲ့ဘွားကနေပြီးတော့လွတ်မြောက်သွားစေခြင်းလိုက်တာဗျာဆရာနဖအောင်မြင်ပါစေလို့ဆရာတော်ဆုတောင်းပေးနေပါမယ်ဗျာဆရာတော်ပေးတဲ့ဆိုလည်းပြည့်ပါစေဗျာအဲ့လိုမျိုးပြောပြီးတော့ဆရာနဖကလည်းဆရာတော်ကိုရှ िख ိုးတယ်ဗျကျုံနဲ့နှစ်ယောက်တည်းလာပြီးတော့ရှ िख ိုးခဲ့ကြတာဒီကားတဲ့ရိုက်ပေါက်တာမဟုတ်ဘူးဗျကားလည်းရှိတဲ့ရွာကလည်းအရင်စီးကြရတယ်အဲ့တုန်းကမကြီးကန်လို့ခေါ်တယ်ရွာထဲမှာလည်းတောင်းရီကန်ကြီးတကန်အားလည်းရှိသေးတယ်ဗျကုန်းတော်ခင်းမှာလည်းမကြီးပင်တွေပတ်ပြီးတော့ကိုစိုက်ထားတာဗျလူတယောက်ဖက်လာစားလို့ရှိတဲ့အပင်တွေကြီးပဲဒါတော့ကြည့်အောင်တဲ့ဒီကရဲ့တက်တက်တွေကိုမန်းကြီးနိုင်တာပေါ့ဗျမကြီးကန်ရောက်တော့ဆရာနာဖကလည်းဖန်ကားကုန်းကိုလင်ငါပြီးတော့လိုက်မဲ့သူတယောက်မှလည်းမရှိဘူးဗျဆရာရဲ့ဆုံးရွာကြီးကိုလိုက်ဖို့မဲ့သူဘလို့မှရှာလို့မရနိုင်ပါဘူးဗျဖြစ်နိုင်ဆရာတို့လည်းမသွားကြပါနဲ့ဗျာရွာရအသက်ကြီးလူတယောက်ကလည်းဆရာနာဖကိုတားနေဗျမသွားလို့တော့မဖြစ်ဘူးဗျကျတို့မှအရေးကြီးတဲ့ကိစ္စရှိလို့သွားရမှာပို့ပေးမဲ့သူကလည်းမရှိကျတို့ဆရာတွေဘက်ကလည်းခြေလင်သွားကြရုံပဲပေါ့ဗျာပြောခက်တာပဲဗျာဆရာတို့ခြေလင်သွားလို့တော့တော်တော်နဲ့ရောက်မှာမဟုတ်ဘူးဗျလမ်းကလည်းမသိတဲ့ပြည့်လမ်းမှာအနောက်ရှက်မျိုးစုံကလည်းတွေ့ရအောင်ပါဗျကဲကြုံမေးချမ်းကြည့်ပါဦးမယ်ဗျာမကြီးရရွာတကြီးကလည်းရွာလေလမ်းတိုင်းသွားပြီးတော့လူတယောက်ကိုခေါ်လာတယ်ဗျဒီမှာဆရာတို့ဟောတော့ကျုပ်ရဲ့တူမောင်စင်းနဲ့ဆရာတို့ကသူကလည်းလဲတဲ့လိုက်ဖို့ပါလိမ့်မယ်ဗျာဒါပေမဲ့လည်းသူကဖန်ကားကုန်းထိတော့မလိုက်ရဲဘူးဗျဖန်ကားကုန်းဒီဘက်ကစွန်မြေအထိတော့လိုက်ဖို့ပေးလိုက်မယ်တောင်စင်တော့ဆရာတို့တိတ်ပြီးတော့မလို့တော့ဘူးဗျတောကိုဖျက်ချလိုက်ရင်တော့ဖန်ကားကုန်းကိုရောက်လေကာကရောဆရာတို့ကြည့်ပြီးတော့ပေးခဲ့ပေါ့ဗျာဟောဝမ်းသာလိုက်တာဗျာအိမ်လောက်ရောက်သွားရင်တော့မှတော်ပါပြီဗျာဟိုဘက်ကျုပ်တို့ဘာသာသွားလိုက်ပါမယ်လေကလည်းတောင်းသလောက်ပေးမှာပါကဲငါစစ်မင်းလေကောက်ပြီးတော့လိုက်သွားတော့ဟိမကြီးကန်ရွာသားကြီးကလည်းသူ့ရဲ့သူကိုစင့်ဆိုတဲ့သူကိုလည်းလဲကောက်ခိုင်းလိုက်တယ်ကိုစင့်ဆိုတဲ့လူကိုတော့ကြောက်ငယ်ရဖတ်ဘူးတဲ့ပကံရွာတွင်ကငရမန်ကိုငှက်တန်ပေးပြီးအစိမ်များနေပြစ်ပြီးတော့မျက်လုံးကန်းအောင်လို့လုပ်တဲ့မုံစိုးငစင်းကိုသတိရသွားသေးတာဗျကိုစင်းဆိုတဲ့လူကလည်းလှုပ်တော့ကိုင်းတော့တွက်လက်သားဗျလဲကောက်တာကလည်းဘာမှမကြားလိုက်ဘူးရွာလဲကိုလည်းရောက်ရောဗျဆီယနာဖားကတော့လဲပေါ်ကိုရောက်ကြတဲ့ကပရိစိတ်တော့တာပဲဗျကျုပ်ကတော့ကိုစင်းနဲ့ဇကာရီယာလေးပြောတော့တာဗျဒေါ်သားချင်းဆိုတော့ကလည်းတွေ့တာနဲ့ရင်းနှီးတော့တာပဲဗျကိုစင်းရဲ့ကျုပ်တို့တွေအခုသွားမယ်ဖန်ကားကုန်းရွာကြီးကိုစုံရွာကြီးလို့ခေါ်ကြတယ်ဆိုဘာကြောင့်တော့ဗျဟာကောင်ရနေပေါင်းမင်းနာမည်ဘယ်သူအကျုံးနာမည်ကတာတီတဲ့ဗျာမောင်တာတီရဲ့ဖန်ကားကုန်းကတရွာလုံးမှန်တယ်မြစုံးဝေကြီးပဲကွာကလေးလူကြီးအကုန်လုံးစုံတက်တယ်ဒါကြောင့်မလို့စုံရွာကြီးလို့ခေါ်ကြတာပေါ့ကွာဟာဟုတ်ရဲ့လားဗျလူကြီးတွေစုံတက်တာတော့ထားပါတော့ဗျကလေးတွေပဲရှိသေးတာဘလို့ကြောင့်စုံတက်ရတာတော့ဗျဟာမောင်တာတီမင်းစဉ်းစားကြည့်လေကွာဖေးရလေးဆုံးမအေးရလေးဆုံးဆိုတော့ဒီကလေးကမွေးကလေးကဝမ်းတွင်ဆုံးလေးဖြစ်နေမှာပေါ့ကွာကြီးလာတော့လေဖေးနဲ့မေကသူတို့ရဲ့ပညာတွေကိုသင်ပေးကြမှာပေါ့ဒါလည်းဟုတ်သားပဲဗျနေအောင်ကိုစင်းရဲ့အဲ့ဒီတော့မှစာတင်ကျောင်းလေးပါလိမရှိဘူးလားဗျမောင်တာတီဖန်ကားကုန်းမှာစာတင်ကျောင်းရှိဖို့နေတတဘုံကြီးကျောင်းလည်းမရှိဖျားလည်းမရှိအိမ်တိုင်းမှာလည်းဖျားစင်လည်းမရှိဘူးကွာဟာဒီလိုဆိုရင်တော့ဒီရွာလူတွေသိရင်တရဏဂုံဘလို့လို့တင်တော့မြဟာမင်းကတော့တော်တော်တွေးခေါင်တာကိုကွာမောင်တာတီရဲ့
ဆုံးသေးပါတယ်ဆိုမှဘ누구ကတရဏဂုံတင်မှာတော့အသက်ရှင်နေတုန်းကလေတဘဝလုံးဖရာတရားတန်ခါကိုရှေ့ခိုးကြတာမှမဟုတ်တာ။အော်ဟုတ်သားဗျကျွန်တော်ဒါကိုမတွေးမိတာဗျ။နေထိုင်တဲ့ပြားတော့အရောက်မှာတော့တမပင်တပင်ကလေးကိုကျုပ်တို့ကလေရောက်လာခဲ့တယ်ဗျ။ကိုစင်ရလေးလဲကိုရက်လိုက်တယ်။ကဲကျုပ်ကတော့ဒီပဲပို့နိုင်တော့မယ်ဗျ။ဘိုးကြီးအပင်လေးတွေကျူလူကျဲတဲ့ပေါက်နေတဲ့ကွင်းမြေမြောင်ကြီးကိုတော့မဖြတ်လေးနဲ့အဲ့ဒါကတော့စုံလို့ခေါ်တယ်လူမပြောနဲ့တည့်ရကြရင်တော့မှမလွတ်ဘူး။အောက်ကဆွဲသွားတာဗျကျတို့ရွာသားတွေကလည်းဒီစုံကြီးတဲ့ကိုညဘက်လမ်းမပြီးရောက်သွားကြတာစုံကြုံပြီးတော့တယောက်မကြသေးကုန်တာဗျဆရာနမကလည်းကိုစင်ကိုလဲက90ပေးတယ်ကိုစင်ရလည်းဝမ်းသာအားရနဲ့ယူပြီးတော့ပြန်သွားတယ်ဗျဆရာနမနဲ့ကျုံနဲ့ခီးဆက်ခဲ့ကြတယ်ကိုစင်ပြောတဲ့စုံဆိုတာကြီးကိုလည်းဘေးရပတ်ပြီးရှောက်ရတာဗျအဲ့လုံးမှပဲအဝေးကပြန်လာတဲ့ကြီးကန်းတကောင်ကအတောင်ကျောင်းလိုထင်မှရဲ့စုံမြေပေါ်ကိုစင်မီနားလိုက်တယ်ကျုံနဲ့ဆရာနမကလည်းဇီးပင်ပူကလေးရဲ့နောက်ွယ်ကနေပြီးတော့ကြီးကန်းဘာဖြစ်နေရလဲဆိုတော့ကိုသိကြလို့ဆိုပြီးကြည်နေကြတာဗျဟာကြီးကန်းနားတဲ့အောက်ကမြေကြီးကလည်းကြီးကန်းကိုဆွဲသွားတော့တာဗျကြီးကန်းကလည်းဒီတော့မှမြေကြီးကိုငုံကြည့်ပြီးပြန်မှုပြင်းတယ်ဒါပေမဲ့လည်းရုံးလို့မရတော့ဘူးဗျတော်ကြီးကန်းကြီးအော်ရင်းနဲ့ပျောက်ွယ်သွားတော့တယ်ကျုပ်ဖြင့်ကြက်သိန်းတွေတပြင်းပြင်းထသွားလိုက်တာဗျာလူတယောက်ရဲ့အလေးချိန်လောက်ဆိုရင်တော့ဘယ်လောက်တောင်များဆွဲမဲဆိုတော့မတွေးရလောက်အောင်မဲဗျဆရာဒါဘလို့ဖြစ်တာတော့ကျုပ်ကတော့ဆရာနာဖကိုမေးကြည့်လိုက်တယ်ဒါဆုပ်မြေလို့ခေါ်တယ်မောင်သားတွေရဲ့အောက်ကနေပြီးတော့ဆွဲချတတ်တယ်မြင်းနဲ့ဖြက်ပြေးအောင်မှမလုပ်ဘူးလို့ပြောကြတယ်ကွဆုပ်မြေကိုတတိထားပြီးတော့ကျတို့ကလည်းကိုင်းရှောင်ကြတာပေါ့ဗျာဆုပ်မြေကြော်သွားရင်တော့တောသက်ကိုရောက်တယ်ဗျကိုစင်ပြောလိုက်တဲ့ဖန်ကားကုန်းသွားတဲ့ခြေလမ်းကလေးရှိတယ်ဆိုပဲအဲ့အနေကျတို့ကလည်းလိုက်ရှာကြတယ်ဟုတ်တွေ့ပြီဒီလမ်းလေးကလည်းလူတွေအမြဲတမ်းဖြတ်သွားဖြတ်လာရှိတဲ့ခြေလမ်းကလေးဗျဆရာနာဖကလည်းရမ်းမသွားပဲအာယုံခံကြည့်တယ်စိတ်ချရပြီဆိုတော့မှအရှိကသွားတယ်ကျုပ်ကလည်းဆရာနာဖနောက်ကနေကပ်ပြီးတော့လိုက်ရတော့တာပေါ့ဗျာတနေရာကိုရောက်တော့ဆရာနာဖတို့ကလည်းတုံကနေရက်လိုက်တယ်ဗျကျုပ်ကလည်းရက်လိုက်တာပေါ့ခြေသွားလမ်းကလေးဘေးကနေပြီးတော့တစ်ပင်ကြီးတစ်ပင်ရဲ့ကိုင်းတက်ကြီးကလည်းလူရည်လဲကြီးလိုပဲကိုေးကြလာပြီးတော့ကျုပ်တို့ကိုသွားမယ်လမ်းကိုပဲပိတ်ထားတော့တယ်ဗျဆရာနာဖကလည်းတစ်ကိုင်းကြီးကိုလက်ညှိုးနဲ့ထိုးပြီးတော့ဗဇက်ကနေတခုခုကိုရွတ်လိုက်တယ်လမ်းပိတ်ထားတဲ့တစ်ကိုင်းကြီးရဲ့အပေါ်ကိုဝုန်းကနေတက်သွားတယ်ဗျကျုပ်တို့ဆရာတပည့်တွေကလည်းဒေါ်တွေကိုဆက်လျှောက်လာတယ်ဟေးမေဇန်ဟာဆရာဒီတော့ထဲမှာလူတွေရှိတယ်ဗျယောက်ျားကလည်းမိန်းမကိုလှမ်းခေါ်နေတဲ့အတန်းဗျမောင်းတာလေမဟုတ်ဘူးအဲ့ဒါလူမဟုတ်ဘူးငှမ်းကွယ်လူသားနဲ့အလွန်တူတယ်ကျုပ်ဖြစ်အံ့ဩလိုက်တာဗျဒီလိုမှမျိုးရှိမှကျုပ်ဖြစ်ကြားတော့မှမချဘူးဗျဟေးမေဇန်ဟုတ်ပါဗျာငှက်အော်ရင်းနဲ့မြောက်ဘက်ကိုပြန်သွားတာဗျဆရာတော်ဖားနေကျုံနေရလေခီးဆက်ကြတာနိုင်ဝါလောက်ရှိပြီဗျဟောအရှိမချောင်းလေးပါလားဆရာမပူနဲ့မောင်းတာလေချောင်းရှိရင်တော့တရားရှိမယ်ကွဟောဟိုချောင်းတုံးကြီးဘက်မှာတွေ့လားဝါတရားကလေးကွအသေးချာထိုးထားတဲ့တရားကွလာအဲ့တရားကိုသွားကြတော့ကျုပ်ကလေးချောင်းရီကိုကြီးလိုက်တယ်ရီရလေးကြီးလိုက်ပြီးတော့စိတ်နေတာဗျရီရောက်မှကူးနေတဲ့ငါးလေးတွေကိုတော့မှတွေ့နေရတယ်ဟာရွှေငါးလေးတွေဗျမြို့တွေမှာမှန်ပုံးနဲ့အလှမွေးထားတဲ့ငါးမျိုးလေးတွေကျုပ်ဖြစ်ရေကိုကြည့်ပြီးတော့မျက်နှာစင်းတိတ်ချင်စိတ်တော့မှပေါက်လာပြီ။ဒါနဲ့ကျုပ်ကလည်းရေစက်ကိုဆင်းလိုက်တယ်။ကျုပ်ကလည်းချောင်းရီကလေးကိုဆင်းသွားလိုက်တာကိုဆရာနာဘကလှမ်းပြန်လိုက်ပြီးတော့ဟေးပေါင်းလာတဲ့မသွားနဲ့အဲ့ရေကိုမထိနဲ့လာဒီကိုလာခဲ့။ဆရာနာဘကလည်းဝါသသားလေးနားကိုရောက်နေပြီဗျ။ကျုပ်ကလည်းဆရာနာဘပြောတဲ့အတိုင်းသူ့စီကိုသွားလိုက်တယ်။ဆရာနာဘကလည်းကျုပ်ကိုလက်ညှိုးထိုးပြတယ်။မောင်တာတီကြည့်စမ်းဟိုမှာတောင်းနေမို့လားဒီဘက်ကတဖြည်းဖြည်းနဲ့နှိမ့်သွားတဲ့အနေပိုင်းမို့လားရေကိုကြည့်လိုက်စမ်းဘယ်ကနေပြီးတော့ဘယ်ကိုစီးနေရတော့ဒီတော့မှကျုပ်ကလည်းရေတွေစီးနေတာကိုသေချာလီထားပြီးတော့ကြည့်နေမိတာဗျဟုတ်သားပဲဗျဆရာရေတွေကဘယ်လိုဖြစ်လို့နဲ့ရနေမိရကိုစီးနေရတာတော့ဆရာရဲ့ထူးဆန်းလာချင်လားအေးဟုတ်တယ်ဒါမျိုးကိုရေပြန်ချောင်းလို့ခေါ်တယ်ကွကျတို့ဒီနယ်မြေကိုဝင်လာတဲ့ကလူရောငှက်ရောဘာမှမချမ်းမနဲ့တက်တဲ့စုံမြေလည်းတွေ့ခဲ့ရတယ်ပြီးတော့ဟိုတစ်ပင်ကြီးကိုလည်းတွေ့ခဲ့တယ်မို့လားအဲ့ဒါတွေးစားပဲကွကျုပ်တို့သာသတိမရှိပဲနဲ့တေကိုင်းကြီးရဲ့အောက်ကနေကိုးဝင်သွားပြီးတော့ဒီဘက်ကိုဖြတ်သွားမယ်ဆိုရင်ကျုပ်တို့တေကိုင်းကြီးကနေထုတက်ပြီးတော့ဆွဲယူသွားမှာကွပြီးရင်တော့ကျုပ်တို့သွေးကိုအဲ့ဒီတစ်ပင်ကစုပ်ယူတော့မှာအခုလိုတွေ့တဲ့ချောင်းကလည်းရေပြန်ချောင်းလို့ခေါ်တယ်ဒီဟာအင်မတန်အစိပ်ပြင်းတာကွလူသားတွေထိမိတော့တဖြည်းဖြည်းနဲ့အကွက်ကြီးထားပြီးညိုပုတ်လာလိမ့်မယ်ဗျာတတော့ပဲလားဗျာဟုတ်တယ်မောင်တော်ဒီဆုံးရွာကြီးရဲ့အနီးဝန်းကျင်မှာတော့ဒီလိုမျိုးကြက်တရေမရှိတဲ့ရုံကျက်တဲ့အရာတွေရှိနေတတ်တာမဆမ်းပါဘူးကွဝါသနာလေးနာကိုကူးပြီးတော့နောက်ထပ်တနာရီဝက်လောက်သွားပြီးတဲ့အခါမှာတော့ဆရာတော်ဖားကလည်းတုံကနေရက်လိုက်တယ်ဗျကျော်အလေးနောက်ကနေပြီးတော့ရက်လိုက်တာပေါ့ဗျမောင်တော်ဒီဟိုမှာတွေ့ပြီးကွကျတို့လာတဲ့ဖန်ကားကုန်းရွာကြီး
ကျွန်တော်ကလည်းတောင်ကုန်းကြီးပေါ်မှာရွာကတောင်ကြီးတွေမြေပြန့်ကြီးပါလေရာမြေတွေဆိုတော့ကလည်းမျက်စိတစုံပဲဗျရွာတွေကအိမ်တွေကလည်းတုပ်ဖွေးဖြူဖြူနဲ့အိမ်ကြီးအိမ်ကောင်းတွေကလည်းများတယ်ဗျဒီရွာမှာနေတဲ့ရွာသားတွေကလည်းအိမ်နဲ့ရတဲ့ပြေးစုံချင်းတားနေဘလို့ကြောင့်စုံတွေဖြစ်နေရတာလေဆိုတော့ကိုကျုပ်ကလည်းမတွေးတတ်တော့ပါဘူးဗျရွာတွေကမဝင်ခင်မှာဆရာတော်ဖောင်းနေကျုံနဲ့ပါလာတဲ့စက်သားကြောင့်ပြီးဖို့ကလေးကိုကောင်းချင်းကြည်တော့တဲ့အစာပြေသာစားလိုက်ကြတယ်ဗျပြီးတော့မှဆရာတော်ဘာကလည်းသူ့ရဲ့လွယ်ကြီးတဲ့ကနေငပြောသီးထုတ်ပြီးတော့တယောက်တစ်လုံးစီစားလိုက်ကြတယ်မောင်သားဒီငပြောသီးကကျုပ်စီကပထမပွားစီပေးလိုက်တာကွကျွဲလွယ်ထဲမှာထည့်ထားတာဇေယျမကတော့ငပြောသီးကပို့ပြီးတော့လေမဲ့မလာဘူးပုတ်လဲပို့မသွားဘူးဆရာပွားကြီးအောင်မှားလိုက်တာဒီငပြောသီးကိုရွာလေးကိုဝေကာဒီမှာစားရမှာတဲ့ဒါကြောင့်မလို့အခုမှကျွေးရနောက်3ရက်လောက်အထိတော့မပိုက်စားမှာမဟုတ်တော့ဘူးကွယ်ဟာဟုတ်လားဆရာကျွန်တော်တယောက်ကလည်းတောင်ပေါ်ပေါ်ဆင်းတဲ့ခြေသွားလမ်းလေးအတိုင်းကိုဆင်းလာခဲ့ပြီးတော့ရွာဝင်ပေါက်ကြီးစီကိုရောက်လာခဲ့ကြတယ်ရွာတွေကနေပြီးတော့ကဝေနတ်စင်ကြီးကိုသွားပြီးဆရာတော်ဖကလည်းအမိတ်ပြန်တယ်ပြီးတော့ကဝေနတ်ကြီးကိုချုပ်ပစ်ခဲ့တယ်အဲ့ဒီချိန်မှာပဲကျွန်တော်နဲ့မလန်မကန့်မှာလက်သားကြီး3ကောင်ကဝဲနေတာကိုတွေ့လိုက်ရတယ်ဆရာဟိုမှာလက်သားကြီးတွေကျုပ်တွေ့တဲ့မောင်သားတွေဒါကြီးဟာရွာတွေကစုံးမာတွေပဲကွကျုပ်ဒီကိုရောက်နေတာကြိုသိနေတဲ့ပုံထောင်းရင်တော့ဒီပုံစံတိုင်းဆိုရင်ရွာဟိုတန်းမွေသေးပဲနဲ့ဒီနေရာမှာပဲအခြေအနေကိုစောင့်ကြည့်ရင်ကောင်းမယ်ခွကျုံနေဆရာနာဖကလည်းလူနှစ်ဖက်စာလောက်ရှိတဲ့မကြီးပင်ကြီးရဲ့အောက်မှာမတ်တိုင်ရက်လိုက်ကြတယ်ဆရာနာဖကတော့မန်တန်တွေရုပ်ပြီးသူ့ရဲ့ပညာတွေကိုနှိုးထားလိုက်ပြီဗျအဲ့ဒီတော့မှပဲရွာတွေကနေခွေးနဲ့ကြီးတစ်ကောင်ကလည်းထွက်လာတယ်ဗျကျတို့ကိုတေးချကြည့်ပြီးတော့မန်ပြီးနေတာဗျကျုပ်ကလည်းတေးချကြည့်တော့ခွေးနဲ့ကြီးကလည်းတာမန်ခွေးတွေထက်နည်းနည်းပို့ပြီးတော့ကြီးနေတယ်ဗျမန်ပြီးနေတဲ့ခွေးကြီးကလည်းအဆွဲကြီးတွေဖွေးနေရပဲဗျဆရာနာဖကလည်းခွေးနဲ့ကြီးကိုတေးချကြည့်ပြီးတော့မှတောက်တစ်ချက်ခောက်လိုက်ကြကျုပ်ကမှလန့်ပြီးတော့တုံသွားတယ်ဗျဆရာနာဖကလည်းတောက်ကိုခောက်လိုက်တော့ခွေးနဲ့ကြီးကလည်းမြေပြင်ပေါ်ကိုဘုံနဲ့လဲကျသွားတာဗျဟာလူးနေပြီဗျလူးနေပြီခွေးနဲ့ကြီးကလည်းမြေပြင်ပေါ်မှာလူးနေပြီဗျဟင်ခွေးမဟုတ်တော့ဘူးဗျလူကြီးပါဗျာမြေကြီးမှာလည်းလူးနေတဲ့ခွေးနဲ့ကြီးကထမိန်ကြီးတစ်ထည်ကိုခြုံထားတဲ့လူမမဲကြီးဖြစ်နေရောဗျအဲ့လူကလည်းထမိန်ချုံရဲ့သားနဲ့ဆရာနာဖကိုကြည့်နေတယ်လူကတော့ကုန်းကြီးလုံနေလို့ဗျမင်းမတူတော့ကျုပ်ကထမိန်ချုံမောင်နဲ့ပါဗျာအေးငနဲ့မင်းရဲ့ထမိန်ချုံပညာတွေငါအလုံးသိမ့်လိုက်ပြီကြားလားဟုတ်ကဲ့ပါဗျာကျိုးသက်ကိုတော့ချမ်းသာပြီပါဗျာစိတ်ချမင်းကငါမတတ်ဘူးဒါပေမဲ့ငါမေးတာတွေကိုမမှန်ဖြေရမယ်ဟုတ်ကဲ့ဆရာကျုပ်ဖြေပါမယ်ဗျာဒီရွာကစုံမကြီးမေပြောရှိသလားရှိပါလေဆရာသူ့အိမ်မှာပါမေပြောဘယ်ရွယ်ရှိပြီတော့ကွယ်အသက်80လောက်ရှိပါပြီဆရာဒါပေမဲ့အလုံးမနှုတ်ပြပါလေအသက်50ကျော်လောက်ပဲထင်ရပါလေသူရဲ့သမီးမေသိန်းရရောရှိသေးလားငနဲ့ရှိပါလေဆရာသူရဲ့သမီးကအသက်50ကျော်လောက်တော့ရှိပါပြီနေရောငနဲ့မေပြောပညာတော်တော်ထက်သလားကွယ်ထက်ပါတယ်ဆရာမေကန်ကြီးရဲ့ခေါင်းပြက်ကိုယူထားပြီးတော့သူ့ရဲ့ပညာအဆင့်ကိုတက်အောင်လို့အမြဲလုံးနေတော့သူရဲ့ငကိုပညာရောမေကန်ရဲ့ပညာနဲ့ပေါင်းပြီးတော်ကိုအစွမ်းထက်နေပါတယ်ဆရာတော်လုံးကိုလည်းသူခိုင်းသမျှကိုကျုံတွေလိုပဲလှုပ်ပေးနေကြရပါတယ်ဗျာစိတ်မထင်ရင်မထင်တယ်လို့မျိုးတက်ပြစ်တာပါဗျသူ့ကိုလည်းဘယ်သူမှလည်းမရှင်နိုင်တော့မော်တော်မှမကြည့်ရဲဝင်ပါဘူးဗျာအခုလည်းမင်းတို့သူလွတ်လိုက်တာပဲလားမော်လားဟုတ်ပါရဲ့ဆရာကျုပ်ကိုခွေးနဲ့ပုံစံပြောင်းပြီးတော့သူလွတ်လိုက်တာပါဗျာကင်းကနဲ့ဒါဆိုရင်တော့မင်းကငကိုပုံစံပူစံပြန်ပြောင်းပေးရမယ်ငါတို့ရွာလဲရမယ်မေပြောတဲ့မေစံပညာပြိုင်တဲ့မြေခွက်လက်ကြီးကိုခေါ်သွားပါပြီးရင်မေပြောကိုပြောလိုက်မေစံရဲ့ကောင်းပြက်ကြီးကိုယူပြီးမြေခွက်လက်ကိုလာခဲ့ပါလို့ငါစောင့်နေမယ်လို့ပြောလိုက်ကြားလားဟုတ်ကဲ့ပါဆရာဆရာနာဘာကလည်းတမိန်ကျုံမောင်နဲ့ကိုလက်ညှိုးနဲ့ထိုးပြီးတော့တောက်တစ်ချက်ခောက်လိုက်တာဗျမောင်နဲ့ကလည်းမြေကြီးပေါ်မှာလူလိန်နေရောက်ပြီဟောတမိန်ကျုံကြီးကလည်းခွေးနဲ့ကြီးပြန်ဖြစ်သွားပြီဗျခွေးနဲ့ကြီးကလည်းကျုပ်တို့ကိုလှည့်ကြီးနဲ့အရှိကနေသွားတယ်ရွာလေးကမြေခွက်လက်ကြီးကိုလည်းရောက်ရောဆရာနာဘကလည်းခက်တော့ပဲမြေခွက်လက်ကြီးကိုပတ်ပြီးတော့မန်နဲ့ရွတ်တယ်ဗျစီးချတာပေါ့ဗျဒီနေရာမှာမေစံကိုသူတက်ခဲ့တာကွကျုပ်ပထမစီးချပြီးပြီဒီစီးဝိုင်းတွေကိုဝင်တဲ့ဆုံးဟာဘယ်တော့မှစုံအနေနဲ့ပြန်မထွက်လို့မရတော့ဘူးကွသူရဲ့ပညာတွေကိုအကုန်လုံးစွန့်ပြီးမှထွက်လို့ရမယ်ဒါမှမဟုတ်ရင်လည်းသေပြီးမှဝိညာဉ်ဘဝနဲ့ထွက်ရုံပဲပေါ့ကွမြေခွက်လက်ကြီးကလည်းတော်ကိုကျဲတာဗျဆရာနာဘပြောသလိုဆိုရင်တော့ဒီဝင်းတွေကိုလာတဲ့စုံတွေကတော့သွားပြီပေါ့ဗျာတိတ်မကြခင်မှာမိုးကြုံလာတယ်ဗျကျုပ်တို့ရောက်နေတာကိုသိရတဲ့မေပြောကြီးကလည်းချက်ချင်းကိုမလာတာအကြောင်းတစ်ခုရှိမယ်လို့ကျုပ်ကလည်းတွေးနေတယ်ဆရာမေပြောပါလို့ချက်ချင်းမလာတော့ဒီညလာပြညာကွမောင်တာတီရဲ့လာတော့အောင်လို့စောင့်နေတာလာတော့ရင်တော့သူတို့အားရပို့ပြီးတော့ပြေဆုံးတယ်လीပြီးတော့ကျုံနေရှင်ပြိုင်မှုသူ့ရဲ့ပညာတွေကိုနှိုးနေရလဲပါမှာပေါ့ဟာလာထွက်ပြီပြုအရေးဘက်ကတော့မှတောင်တန်းကြီးပေါ်ကိုလာကြီးကလည်းကြောတင်လာပြီ
ရွာသွန်းကြီးတူရွာရဲ့လေထိန်သွားပြီဗျို့ဟောရွာပေါ်မှာလည်းလင်းသားတွေကဝဲနေပြီဗျို့အားလုံးကလည်းငားကောင်မြကျုပ်ကလည်းမော့ကြည့်ပြီးတော့ရေးလိုက်မိတယ်တတိတော်ထားမောင်းတာဒီမေပြော်ကြီးလာတော့မယ်ရွာလေပိုင်းတိုင်းလူတွေကလည်းလာနေကြပြီဗျို့ယောက်ျားတွေရောမိန်းမတွေရောပါလာတာဗျဒါအဲ့ရွာကြီးကနမိတ်ကျော်စုံနေပဲပေါ့ဗျမေပြော်ကြီးရဲ့တပည့်တွေပဲပေါ့အားလုံးကလည်းမြေကွက်လက်ကြီးတွေကိုဝင်ပြီးတော့မတ်တက်ရက်လိုက်ကြတယ်သူတို့ကမြေကွက်လက်ကြီးရဲ့တစ်ဖက်မှာရက်နေတာဗျကျုံးနေဆရာနဖားကလည်းမြေကွက်လက်ရဲ့ဒီဘက်ထိပ်မှာရက်လို့ပေါ့မြေကွက်လက်ကြီးကလည်းအဝိုင်းကြီးမဟုတ်လေးတောင်ကြီးကလည်းမကြဘဲဥလိုပုံသဏ္ဍာန်ကြီးဗျမတ်တက်ရက်နေတဲ့ဇုံတွေကလည်းစုံမတယောက်ရဲ့အရှိကိုခြေနှလန်းလောက်ထွက်လာပြီးတော့ဆရာနဖားကိုလက်ညှိုးနဲ့ထိုးပြီးပြောတယ်ဟဲ့ဆရာဆုံးနေကိုနေအထင်ကြီးလာပြီးတော့နေတိတ်တွင်းတွေကိုရောက်အောင်လို့လာခဲ့တဲ့အကောင်နေလိုကောင်ကငါတို့မေတော်ကြီးကိုစိန်ခေါ်ဝင်သလားပြီးတော့ပါတယ်မေတော်ကြီးကိုပြန်ဖျက်ယူခဲ့တဲ့စုံမဖြူကြီးရဲ့ခေါင်းပြက်ကိုတော့မှလာတောင်းရင်နေအတွက်အခုချိန်ရှိပါသေးတယ်အခုချက်ချင်းဒူးထောက်လိုက်ပြီးတော့မေတော်ကြီးကိုတောင်းမယ်ပြီးတော့ရွာကနေပြီးတော့ချက်ချင်းထွက်သွားဒါနောက်ဆုံးအခွင့်အရေးပဲနော်ဆရာနာဘကဘာမှမပြောဘဲနဲ့လက်ပိုက်ပြီးတော့ကြည်နေတာဗျရွာပေါ်မှာဝဲနေတဲ့လင်းသားကြီးတွေကအဆက်မပြတ်အော်နေကြတယ်ဗျကျော်လေဆရာကြီးဦးမင်းအောင်ပေးထားတဲ့တန်ကဝေရုပ်ကလေးကိုလက်ထင်းမှချစ်ချစ်ပေါအောင်လို့စောကင်ထားလိုက်ရတယ်ပေါ့ဗျာဟောမြေကွက်လက်ကြီးရဲ့ဟိုဘက်မှာတော့ရက်နေတဲ့ဇုံတွေရလေဟိုဘက်ဒီဘက်တိုးကက်လာကြတယ်ဗျအလေမှာတော့လမ်းပေါ်ကြီးပွင့်သွားတာပေါ့ဗျာအပေါ်မှာဝဲနေတဲ့လင်းသားတွေကလည်းတကီနဲ့အော်နေတဲ့အချိန်မှာပဲကြားရင်တန်ကြီးပေါ်လာတာဗျကျုပ်ဖြင့်ရင်တွေတော်မှတသိန်းသိန်းခုံပြီးတော့ကြက်သိန်းတွေတော်မှတပြင်းပြန်ထကုန်ရောဗျကြားကြီးမှကြားကြီးကြားနေကြီးဗျနေတဲ့ကောင်ကြီးမှမဟုတ်တာဗျနွားတကောင်လောက်ကိုမြင်တာဗျခါကြီးနွဲ့နဲ့မြေခွက်လက်တွေကိုဝင်လာတာဗျကြားနေကြီးရဲ့နောက်မှာပါလာတဲ့မိန်းမတယောက်ကလည်းခြေတန်းရှိနေဘဲဥစပွဲလေးတစ်လုံးကိုမလာတယ်ဗျသူရဲ့နောက်မှာတော့အနက်ရောင်ဝင်းယုံကြီးခြုံထားတဲ့မိန်းမတယောက်ကလည်းကျိုးသေးတာလေးတစ်လုံးကိုယူပြီးတော့ပွေလာတယ်အဲဒီကျိုးသေးတာကိုဇွဲကောင်အမြင်ကလေးပေါ်မှာတင်လိုက်တယ်ပြီးတော့အဲ့ဒီဇွဲကောင်ရဲ့ဘေးမှာမိန်းမတယောက်ရက်နေလိုက်တယ်ကြားနေကြီးကလည်းခါကြီးနွဲ့နဲ့ဟိုလျှောက်တီလျှောက်လုံနေတာဗျဆရာတော်ဘောက်ကိုကောင်းကြီးစောင်းကြည့်လိုက်အဟိမ့်လိုက်လုံနေတာခဏနေတော့မှဆရာတော်ဘောက်ကိုကြောပြီးတစ်ဖက်ကိုလှည့်ထွက်သွားမယ်ဘေးမှာဝိုင်းကြီးနေကြတဲ့စုံမရီရောစုံတီတွေရောအားလုံးပဲကြားနေကြီးကိုလက်အုပ်ချီထားလိုက်ကြတယ်လက်ဆက်သက်တော့ဒီကြားနေကြီးဟာမေပြော်ကြီးကိုလို့ကျုပ်ကလည်းတွေးလိုက်တယ်ကြားနေကြီးတစ်ဖက်အလှည့်မှာတော့ဆရာတော်ဘောက်ကလည်းတောက်တစ်ချက်ကိုခောက်လိုက်ပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်လိုက်တယ်ကြားနေကြီးကမြေကြီးမှာလူးနေပြီဗျဟောငြိမ်သွားပြီငြိမ်သွားပြီဇေဖားလာကြီးချထားတဲ့မိန်းမကြီးပြန်ပြေးသွားပြီဗျမေပြော်ကြီးကမူလပြန်သွားတာဗျရွာပေါ်မှာဝဲနေတဲ့လင်းသားကြီးတွေကလည်းမြေကွက်လက်တွေကိုတဖုံဖုံနဲ့ပြုတ်ကျလာပြီဗျလင်းသားကြီးတွေကထမိန်ခြုံထားတဲ့ဇုံးမကြီးတွေဖြစ်သွားပြီဗျမြေကြီးပေါ်မှာစန်းငိန်နဲ့ပြစ်ကုန်ကြပြီဗျဆရာနယ်ဖားနဲ့ဖျောင်းတစ်ချက်အားလုံးကိုမူလပြန်ဖြစ်ကုန်တော့တာပဲဗျဘေးရကြီးနေတဲ့ဇုံးတွေတောင်မှဗဇက်ဟောင်းလောင်းဖြစ်ပြီးတော့ဆရာနယ်ဖားကိုကြည့်နေကြရောဗျမေပြော်ကြီးကလည်းမြေကြီးပေါ်ကနေပြီးတော့ထလာပြီးဆရာနယ်ဖားကိုစိုက်ကြည့်နေတယ်ဒီချိန်မှာဝေးရုံနဲ့ခြုံထားတဲ့မေပြော့ရဲ့သမီးဖြစ်ပုံရတဲ့မိမကလည်းရွှေချထားတဲ့လေကောက်တောင်ဝေးတစ်ချောင်းကိုမေပြော့လက်ထဲလာထည့်ပြီးတယ်ဗျမေပြော့ကလည်းတောင်ဝေးကောက်ကြီးကိုမြေကြီးမှာထောက်ပြီးတော့ရက်နေရကနေဆရာနံဖောက်ကိုလှမ်းပြောတယ်နေပညာမစိုးပါဘူးငါရဲ့ရုပ်ပြောင်းနိုင်ပြောင်းအတက်ကိုဖျက်ဆီးနိုင်တာအံ့ဩစရာပဲအဲ့ဒီပညာကိုဖျက်လိုက်ရင်အဲ့ဒီအောင်နိုင်တဲ့ပညာတွေအားလုံးပြတ်သွားပြီဒီတော့ငါမှာကပညာအမြင့်တွေပဲကျန်တော့တာနေခဏရင်ခံပြီးတော့ပြောစုတဲ့မေပြောကလည်းသူ့ရဲ့လက်ထဲကတောင်ဝေးကိုဝေးလိုက်တယ်ဗျသူရဲ့ဒီကိုလုံးကဆက်တွေရလေဖြာပြီးတော့ထွက်လာလိုက်တာရောင်စုံပဲဗျလာတော့မှလာသေးရောဗျဆက်တွေရလေတန်းပြီးတော့ထွက်လာတာမဟုတ်ဘူးဗျစဝိုင်းလိုလဲပြီးတော့အရှိကိုတိုးလာတာဆက်လေတန်ကြီးကလည်းကြောက်စရာကြီးဗျတဝီနဲ့ကိုဖြစ်နေတော့တာဗျတဖြည်းဖြည်းနဲ့လေနေတဲ့ဆက်ကြီးကလည်းဆရာတော်ဖားရဲ့ဘက်ကိုရွေးလျရတယ်ဆရာတော်ဖားကလည်းလွယ်ထဲကနေပြီးတော့အေးတစ်ချက်ကိုထုတ်လိုက်တယ်ကျော်ရဲ့တက်မှာတော့ဒီဆက်မျိုးတစ်ခါမှလည်းမမြင်ဘူးဗျဆရာတော်ဖားကလည်းဘာရင်ပြစ်မေးဆိုတော့ကိုကျော်ကလည်းတွေးလို့မရအောင်ကဲဟိဒါပထမအေးကွာပြစ်ပြီးရောဆရာတော်ဖားကလည်းရှေ့ကိုခြေတလန်းတိုးပြီးတော့အေးနဲ့ပြစ်လိုက်ပြီလဲနေတဲ့အလေတက်တဲ့အင်းကဝေသွားပြီဗျဆက်ရလည်းထားပေါက်ပြီဗျမိပြောကြီးကလည်းဖေးနိုင်ရဲ့လဲကြသွားပြီဗျမေပြောကလည်းလဲနေရကလည်းထားပြီးတော့ခေါင်းပေါ်မှာတင်ထားတဲ့တက်တောင်ကိုဖွင့်လိုက်တယ်ခေါင်းကြီးဗျခေါင်းပြက်ကြီးမိမကြီးတယောက်ရဲ့ခေါင်းပြက်ကြီးဗျဟဲ့မေဂျာနေဆက်တွေအခုလွတ်စမ်းငါစီကိုနေဆက်တွေပို့လိုက်စမ်းမေပြောကလည်းခေါင်းပြက်ကြီးရဲ့ရှေ့မှာရက်ပြီးတော့အမိန်ပေးတယ်ခေါင်းပြက်ကြီးကလည်းငြိမ်းရဗျဆက်လက်ဖို့နေတသားအယောင်ကလေးတယောက်တော့မှမလက်လာဘူးဗျ
တော်ပါတော့မမေပြောရဲ့မမေဆန်သွားလို့ရသွားပါသေးတော့ဗျာအနည်း20လုံးလုံးသူ့ခမရလည်းချုံတော်ထားခဲ့တာတော်တော့ပါပြီဗျာသူရဲ့ပညာတွေကိုစောစောကပဲကျုပ်ချုပ်ထားလိုက်ပါပြီဗျလက်ဆက်တော့နင်းလက်ချက်ကိုနေရလက်ဦးသွားပြီကိုဟဲ့ကောင်လေးကောင်းမရီဒီလိုရှိသမျှဆက်တွေလှုပ်ပြီးတော့ဒီကောင်ကိုတတ်လိုက်ကြစမ်းဟာရှင်ရဲ့ဆက်ကြဆက်ကြီးအဖြစ်စည်းခံလိုက်ရတော့ရှင်းဆက်တွေကိုချက်ချင်းပြန်ထုတ်လို့မရတော့ဘူးမော်လားဟာဒီလိုချိန်မျိုးကိုကျုပ်ကလည်းစောင့်နေခဲ့တာအနည်း20တောင်ရှိပြီမဲပြောရဲ့ကြော်လေလှည့်ကြည့်လိုက်တော့မိမတယောက်ပြကြာကြာနာနာကိုအလှပပြင်ဆင်ပြီးတော့ရီရင်ကြီးကြီးလေးရက်နေတာပြူဒါပေမဲ့အဲ့ဒီမိမကလည်းမြေကွက်လက်ထဲကိုဝင်မလာဘူးပြမလန်းမကန်းမှာပဲရက်နေတာနေမလို့တော့ကျုပ်ကရှင်ကောင်းပြက်ပြီးတော့ရဲရဲဆက်ဆက်တတ်လိုက်တဲ့မမေစရဲ့သမီးမမေးယူလေရှင်းကိုတတ်ချင်လို့ဒီပညာတွေကိုတင်လိုက်ရတာအခုတကယ်တမ်းတတ်တော့မယ်ဆိုတော့လေရှင်းဆက်တွေကကျိုးပဲကုန်တဲ့အချိန်ဖြစ်နေတော့တော်ကိုစိတ်ပြက်စရာဖြစ်သွားတယ်တော့ဟဲ့မေးစံသမီးလာခဲ့စမ်းနေခုချက်ချင်းအရှိကိုတိုးခဲ့ကြနေမေလိုပဲခေါင်းဖြတ်မယ်လာခဲ့ကောင်းမစုံလေးဟာကျုပ်အရှိကိုတိုးလိုက်တော့ရှင်တို့လိုပဲဟိုဆရာကြီးရဲ့ပထမစီးတဲ့ကိုရောက်သွားမှာပေါ့ပထမစီးတဲ့ရောက်သွားတဲ့ဆုံးဟာဘယ်တော့မှဆုံးနေနဲ့ပြန်ထွက်လို့မရဘူးဆိုတော့တော်တို့သိမှမသိကြတာကျုပ်ကလည်းမမီးယူဆိုတဲ့မိမကိုတစ်ချက်လန့်ရေးလိုက်တယ်ဗျဒီမိမကတော့ခက်အေးပဲဗျမေပြောကြီးကိုလည်းကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေကတော့အစိမ့်လိုက်ဝါးစားတော့မလို့ကိုကြည့်နေတာဗျမေပြောရဲ့သမီးမေသိန်းကလည်းအရှိကိုထွက်လာပြီးတော့ဆက်တွေကိုလွှတ်တယ်ကျန်တဲ့ကျောင်းသားတွေစုံတီတွေရာလေ400လောက်ကလည်းသူတို့ရဲ့ဆက်တွေကိုဝိုင်းလွှတ်ကြတယ်ဆက်တွေအားလုံးကလည်းအားရီစုပြီးတော့အလွန်တောက်ပတဲ့အလင်းတန်းကြီးတုံးကိုဖြစ်သွားတယ်ဗျအဲ့ဒီလင်းကြီးတွေကလည်းမြေကွက်လက်မှာရက်နေတဲ့မမင်းယူစီကိုတန်းပြီးတော့သွားနေရောဗျမမင်းယူကလည်းခေါင်းပေါ်ကိုအပေါ်မော့ပြီးတော့ပါဇက်မှာဟားထုတ်လိုက်တယ်ပါဇက်တွေကဆက်တွေကလည်းတလက်လက်နဲ့မထွက်ဖိနေမီးတောက်တစ်ခုကလည်းထွက်လာတာဗျကျုပ်ပြင်ဒါမျိုးတစ်ခါမှမမြင်ဘူးလို့အံ့ဩနေမိတာဗျမောက်တာတွေတတိထားအဲ့ဒါမီးဆုံးခွင့်အလုံးရှားပါးတွေပညာပဲကျုပ်ကလည်းအံ့ဩပြီးတော့မော့ကြည့်နေမိတာပေါ့ဗျအပေါ်ကိုမြင့်သက်သွားတဲ့မီးလေးတွေကလည်းကျင်းလုံးတစ်လုံးလာလောက်တော့ရှိတယ်ဗျမီးလုံးလေးတွေပေ20-30လောက်တော့တက်သွားပြီးအောက်ကိုထိုးဆိုင်ပြီးဆင်းလာတော့တယ်လက်ကနေကိုနေတာပဲဗျဟာပြတ်ထွက်ကုန်ပြီဗျပြတ်ထွက်ကုန်ပြီစုံ400လောက်ပေါင်းပြီးတော့လှုပ်ထားတဲ့ဆက်တွေဟာမီးဆုံးပညာရဲ့မီးရောက်ကလေးတွေနဲ့တွေ့တော့အားလုံးကလည်းအပိုင်းပိုင်းပြတ်ကုန်ရောဗျကဲမယ်ရောရှင်းလိုက်ပဲကျုံမေဘလို့သိတယ်ဆိုတော့ဘလို့ခံစားသွားရတယ်ဆိုတော့ရှင်မကြခင်သိရတော့မှာပေါ့ကဲရောမယ်ဗျဒီမီးရောက်ကလေးကိုရှင်ရအောင်လို့ငိမ့်ပြီးတော့မမင်းယူကလည်းပြောဆိုနေပေမဲ့သူ့ရဲ့လက်ညှိုးနဲ့လက်မောင်းကိုပုတ်ပြီးမီးပွင့်သေးသေးလေးကိုထုတ်ပြီးမမေပြောစီကိုပြက်လိုက်တယ်မီးရင်ဆန်ခေါင်းလောက်ရှိတဲ့မီးရောက်ကလေးကလည်းမမေပြောကြီးစီကိုပြေးသွားရောဗျဇက်တွေကိုထုတ်လို့မရတဲ့မေပြောကလည်းသူ့ရဲ့တောင်ဝင်းနဲ့စီးပြီးတော့ရိုက်တယ်ဟာထိတယ်ဗျထိတယ်ထီသွားတော့မှပဲမီးတောက်သေးသေးလေးကလည်းလက်ဖက်ရည်ပကံလောက်မီးတောက်ကြီးဖြစ်သွားပြီးမေပြောစီကိုတန်းဝင်သွားတော့တာဗျမေပြောကလည်းသူ့ရဲ့ဆေးတောင်ဝင်းနဲ့စီးပြီးတော့ရိုက်တာပဲမီးတောက်ကပူပြီးတော့ကြီးလာတယ်မီးတောက်ကပြေးဝင်မေပြောကရိုက်မီးတောက်ကလည်းပူကြီးနဲ့နောက်ဆုံးတော့မေပြောကြီးတော်တော်မော့နေရောဗျအိမ်မှာနေမမေယူကမီးတောက်ကိုလက်ညှိုးနဲ့ထိုးလိုက်ရမီးတောက်ကြီးကလည်းကျိုးတစ်ချောင်းလိုဖြစ်သွားပြီးတော့မေပြောကြီးကိုရစ်တော့တာပဲဗျမေပြောရဲ့နာလုံးလို့អော်လိုက်တဲ့အတန်ကလည်းစုံရွာကြီးတစ်ခုလုံးကိုလွှမ်းမိုးသွားရောဗျဟာခေါင်းကြီးကလည်းပြုတ်ကျသွားပြီကိုလုံးကြီးကလည်း2ပိုင်းပြတ်သွားပြီဗျမေပြောကြီးကလည်း3ပိုင်းပြတ်ပြီးတော့ဘဝဇက်သိမ်းသွားပြီပေါ့ဗျမြေခွက်လက်ထဲမှာလဲကျနေတဲ့ဇုံတွေကတော့မလုံနိုင်တော့ဘူးအားလုံးကလည်းတေကုန်ကြပြီလို့ကျုပ်ကတော့ထင်းတယ်မေပြောကိုတတ်တဲ့မီးဆုံးဆက်ရဲ့အရှိန်နဲ့အားလုံးကလည်းတေးသွားကြပြီဗျဆရာနာဘာကတော့အနစ်တန်းစေလုံးလုံးဒုက္ခခံပြီးတော့ပညာတတ်နဲ့နေခဲ့တဲ့မမေဆန်ရဲ့ခေါင်းပြက်ကြီးတွေကပညာတတ်ကိုနှုတ်ပြလိုက်တယ်တရားလုံးမှာရှိတဲ့ကလေးလူကြီးမှန်သမျှမြေကွက်လက်တွေကိုတယောက်မှကြလာခိုင်းပြီးပညာတွေအကုန်လုံးကိုစွန့်ခိုင်းတယ်တချို့ပညာတွေစွန့်ကြတယ်တချို့ကမစွန့်ပဲနဲ့မြေကြီးကိုနှစ်ဖူးနဲ့ဆောင်းပြီးတတ်တည်သွားကြတယ်ဘာဖြစ်ဖြစ်ဒီရောက်မှာဆုံးတယောက်မှမရှိတော့ပါဘူးနောက်တနေ့မနေ့စောစောမှာတော့ဆရာနာဖားနေကျုံနေလေစုံရွာကြီးမဟုတ်တော့တဲ့ဖန်ကားကုန်းရွာကနေပြီးတော့ပြန်လာခဲ့ကြတော့တယ်ဗျမမင်းယူကတော့လုံးဝအသက်မဲ့သွားတဲ့သူ့မိရဲ့ခေါင်းပြက်တစ်တာလေးကိုရင်ဘက်မှာပွေပြီးမြင်းညိုကြီးတစ်ကောင်ကိုစီးလို့အနောက်ဘက်ကိုထွက်သွားလေရဲ့ဗျာဟုတ်ကဲ့ပါအခုလိုမျိုးဆုံးထိအားပေးနားဆင်ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်တဲ့ဇလံကောင်းများစွာကိုလည်းဆက်လက်ပြီးတော့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့မောင်တာတီ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရခင်ဗျာ